အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် line number 390ကျွန်တော် Oslo Bus Terminal နေပြီးတော့ Hello ဟာကိုသွားပါမယ်နော်9:55ဆိုတော့အခုနည်းနည်းတော့လိုသေးတယ်ဗျခဏနေတော့ကျွန်တော်စမောင်းတော့ပါမယ်နော်ပြင်မှာတော့နေ့တော်တော်တာတယ်ဗျလင်းနေရပဲပေါ့နော်တော့ဒီလိုလမ်းနေရလင်းနေတော့ Oslo မြို့ရဲ့ဒါနွေရာသီနေ့တာလည်းပြီးဆုံးသေးဘူးပေါ့နော်ဒါအခုကျွန်တော် line number 390ကျွန်တော် Oslo ကနေပြီးတော့မြို့ပြင်ကိစ္စမှတ်တိုင်ဒီသွားရင်နွေရာသီညနေခင်းအလှပြီးဒီမှာဘတ်စီးမယ်ဆိုရင်ဘယ်လိုမြင်ကွင်းနေမြင်ရမလဲပေါ့နော်ပြီးတော့ဒါနော်ဝေရဲ့နေ့စဉ်လူနေမှုဘဝအကြောင်းလေးပါကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်Oslo မြို့ရဲ့ public transport တွေအနေနဲ့ကတော့ဒါ bus ရယ်ပြီးတော့ဒါ tram ဆိုတဲ့ဒါတန်လန်းသွားဒါကားလမ်းမတွေပေါ်မှာပဲဖောက်ထားတဲ့ရထားရှိရပေါ့နော်ပြီးရင်တော့ဒါ metro မြောက်ရထားပေါ့အဲ့သုံးခုကတော့ဒီမှာအသုံးပြုတဲ့လူများရတယ်ဗျဒီမှာတော့လည်းမျိုးအလုပ်ပြီးတဲ့ချိန်ညနေပိုင်းဆိုရင်လေ့ကျင့်ခန်းလုပ်တာတို့ဒါ Spain တွေဘာတွေစီးတာတို့ဒီတငယ်ချင်းတွေဘာတွေနဲ့ပြည်နေဘာတွေထွက်လာမယ်ဆိုလဲအချိန်တွေအများကြီးရှိသေးတယ်လို့ခန်းစားရတယ်ဗျအခုကတော့ကျွန်တော် Oslo မှာဒါ bus စီကလက်မှတ်ဈေးနှုန်းလေးတွေကိုနည်းနည်းပြောပြမယ်ပေါ့နော်ကျွန်တော်ဒီမှာကတော့ဒါဖုန်းထဲကနေပြီးတော့ဒါ Root တဲ့ app ကနေလက်မှတ်တွေဝယ်ရတယ်ပြီးရင်မြောက်ရထားတို့ဒါ bus တို့ပြီးတော့ဒါ tram ပေါ့နော်ဒါပြီးတော့ ferry boat တွေပါတယ်စီးလို့ရတယ်ဗျတနားရီတွင်းပေါ့နော်တနားရီတွင်းကြိုက်တဲ့လိုမျိုးပြောင်းစီးလို့ရတယ်လူကြီးတယောက်စာတွဲဆိုရင်တော့ single ticket အနေနဲ့ဒါ46ခရုံးကျတင်မယ်ဒီကလေးဆိုရင်တော့19ခရုံးနဲ့ဒါပင်စင်စားနဲ့တခြားကျန်းမာရေးလိုအပ်ချက်ရှိတဲ့လူတွေဆိုရင်တော့23ခရုံးဒါတတ်မှတ်ထားပါတယ်Nesten så for batteri.ကျွန်တော်ဒီမှာသဘောကျတဲ့နောက်ထပ်အရာတစ်ခုကတော့ကျွန်တော်မျိုးတစ်မျိုးရဲ့လှုပ်ရှားမှုတွေနဲ့ဒါတဘာဝကိုလည်းချိတ်ဆက်ပေးထားတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်မျိုးတွေကနေပြီးတော့15မိနစ်20လောက်သွားလိုက်ရုံနဲ့ဒါကြောင့်အခုလိုမျိုးစိမ့်လန်းတဲ့နေရာတွေနဲ့ဒါတိတ်ဆိတ်တဲ့ရက်ွက်လေးတွေကိုရောက်သွားတယ်ပေါ့နော်ဘယ်လိုခေါ်မလဲဒါ slow living vibe ပုံစံမျိုးလေးပေါ့ကျွန်တော်လှုပ်ရှားမှုတွေနဲ့ဒါအပြေလွှာဖြစ်နေတဲ့မျိုးတွေကနေကျွန်တော်နည်းနည်းဝေးလာတာနဲ့ဒါအခုလိုမျိုးအေးစစ်စစ်ရှိတဲ့ရက်ွက်လေးစီကိုကျွန်တော်ရောက်လာပြီပေါ့နော်
ဒီလိုရက်ကွက်လမ်းလေးတွေကိုဖြတ်မောင်းလာရင်းနဲ့ဒါကျွန်တော်ရဲ့ line number 390ရဲ့ကိဆုံးဖြစ်တဲ့ဟဲလေရူဟာကုန်းရောက်ဖို့လဲကျွန်တော်နှိစက်လာပါပြီအခုကတော့ကိဆုံးမတိုင်ရောက်ပါပြီခီးတဲ့တွေပစ္စည်းတွေပါအများကျန်ခဲ့လားနည်းနည်းပါးပါလိုက်စစ်တာပေါ့ဒါတော့ကျွန်တော် bus driver တွေအတွက်တည်တံ့ထားပေးရတဲ့ဒါ toilet ပေါ့နော်အဲ့တော့ sunset ဖြစ်နေအောင်နော်။ဒါရတော့အခု9နာရီ2မိနစ်ဖြစ်နေ။နေဝင်တော့မယ်ပေါ့နော်။9နာရီ2မိနစ်။တိမ်ကြီးကလှတယ်ဗျာဒီနေ့ကလေ။ညဘက်ကျရင်တော့မိုးရွာမလားမသိဘူး။တိမ်ကြီးကတော့တော်တော်လှတယ်။ရက်ွက်လေးကတော့အေးစစ်စစ်လေးနဲ့ဒီစစ်စစ်လေးပေါ့။အော်စလိုမြို့မှာဆိုရင်လည်းဒီလိုမျိုးရက်ွက်လေးရှိရပါတော့အေးစစ်စစ်နေနေတဲ့လူတွေအတွက်ဒီနေ့ကျွန်တော်နဲ့အတူအော်စလိုဘတ်စတာမီနယ်ကနေပြီးတော့ဒါကိဆုံးမတ်တိုင်ထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်ဒါ